budget တစ်နဲ့ design လမ်းပြီးဘက်ဆုံးသုံးလို့ရမယ့်ဖုန်းရှာနေလားဒါလေးကတော့လူတိုင်းကြိုက်တွေ့စေမဲ့ Honor Expert platform လေးပဲဖြစ်ပါတယ်ပထမဆုံးသဘောကျမိတာကတော့သူ့မှာ 6.56 inch screen ပါဝင်တာပါပဲဒါအပြင်90Hz refresh နဲ့ဖြစ်တဲ့အတွက်300တာတော်လေးချုံမိပါတယ်ကင်မရာပိုင်းမှာဆိုရင်လည်း50 megapixel main camera ပါဝင်တာကြောင့်ဓာတ်ပုံတွေကိုအသေးစိတ်ကြကြရိုက်ကူးနိုင်ပါတယ် MediaTek Helio G36 ကိုသုံးမိထားတာကြောင့် social media သုံးရင်လည်းတော်တော်လေးချုံမိပါတယ်ဘက်ထရီကိုကြည့်မယ်ဆိုရင်လည်း9200 mAh တောင်ပါတာဆိုတော့တနေ့ကုန် AC သုံးလို့ရပါတယ်အဲ့ဒါကြောင့်ဒီလိုဈေးနှုန်းနဲ့တန် performance လည်းကောင်းတဲ့ Honor Expert platform လေးကိုမှာယူခြင်းနဲ့ဆိုရင်တော့ညီမတို့ Hello Mobile ရဲ့ Facebook page နဲ့ TikTok page တို့ကနေမှာယူနိုင်တယ်လို့ Hello Mobile ရဲ့ဆိုင်ခွဲ9ဆိုင်လုံးမှာလည်းလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်